မျက်လုံးအယောင်မှဖော်ပြနေသောတိုက်ချက်တို့ဤစိတ်တက်များပါရှစ်ကဲပြကြက်သမားညီအကိုပေါင်းတို့ကိုအနီရောင်မျက်လုံးနဲ့ပတ်သက်ပြီးတော့နားလည်လွယ်အောင်၃မျိုး၃စားခွဲခြားကြည့်လိုက်ရအောင်ဗျာပထမတန်းစားအနေနဲ့ကတော့ဘဝရောင်ကြည်ရဲမှာအနီဆက်ကလေးတွေတန်းနေတဲ့အမျိုးအစားပါပဲအဲ့ဒီလိုမျက်လုံးပိုင်ရှင်ချက်မျိုးမှာကကြတော့ကျန်တဲ့အင်္ဂါရက်တွေမှာကလမ်းသမားတွေရဲ့အင်္ဂါရက်တွေပါနေဖို့လိုတယ်အဲ့ဒါဆိုရင်အဲ့ဒီချက်ဟာသူ့ရဲ့ကြက်လန်းချက်ပညာတွေကိုရှေ့သွားရဲဘက်မှာခြေထုတ်အားကောင်းတဲ့ဘက်မှာအသုံးချသွားတက်လေးရှိတယ်ရှေ့လောကြီးမှုလေးတွေငါစားခွတ်ချင်မှုလေးတွေကြောင့်အမှားလေးတွေလည်းတေချာပေါက်ပါမှာဖြစ်ပေမဲ့သူ့ရဲ့အတတ်ပညာကိုရဲရဲရင်ရင်နဲ့အသုံးချသွားမှုတွေကပေးဆက်ရတာနဲ့တန်တယ်လို့ပြောရတတ်ပါတယ်သဘောပေါက်လားတော့မသိဘူးပြီကျန်တဲ့အင်္ဂါရက်တွေရတော့လမ်းတက်ခွမဲချက်မျိုးမှာမျက်လုံးမှာကအနီရောင်ဆက်လေးတွေမဆိုတလောက်ပါသွားလိုက်တာနဲ့ပဲသူကမိုက်တက်ဆန်သွားတဲ့သဘောကိုပြောတာပါအဲ့ဒါလိုချက်မျိုးကိုကြတော့ပညာတက်ချက်မိုက်လို့ပဲဆိုရမှာပေါ့ဗျာဒုတိယတန်းစားအနေနဲ့ကကြတော့သူ့ဘာသာနီချင်းတလို့နီနော်ဒါပေမဲ့သူ့မျက်လုံးကနေမြင်ရတာမိုက်ကန်းကန်းဆန်တဲ့တတိတွေကိုတော့မြင်နေရဖို့လိုတယ်ပဲအဲ့ဒီလိုချက်မှာကြတော့ဘလို့အင်္ဂါရက်တွေလိုအပ်တယ်လဲဆိုရင်သူကကျမ်းမယ်ရမ်းမယ်ဆိုတဲ့ကောင်မျိုးဖြစ်နေတဲ့အတွက်ကျမ်းနိုင်ရမ်းနိုင်တဲ့အင်္ဂါတွေလိုအပ်ပါတယ်ခေါင်းထားကောင်းရမယ်ကြွကြွရွရွရှိရမယ်ကြက်ပုတ်ကောင်းတဲ့အင်္ဂါရက်တွေအထူးပါဖို့လိုအပ်တယ်စင်လုံးတွဲလုံးတွေနဲ့ခွတ်တက်တဲ့အင်္ဂါရက်တွေပါဖို့လိုရဲ့ကြည်ယုံနဲ့မသိရင်ပုတ်ကြည့်ပေါ့ပြင်းမိုက်နိုင်တဲ့အရေးချင်းတွေရှိဖို့လောက်ွက်တွေပြင်းမှုရှိဖို့ဒါတွေလိုအပ်တယ်အဲ့ဒီလိုကြက်မျိုးကြတော့ကြက်တကောင်ကိုခဏလေးနဲ့ပွဲသိမ်းစေမဲ့ကြက်မျိုးရဲ့ဗျအဲ့ဒီလိုကြက်မျိုးကိုကြတော့တတိထားရမှာကပွဲသိမ်းတဲ့အချိန်မှာခီးသိမ့်မပေါက်ဘူးဆိုရင်တော့ပြန်ကြိုတော့ဇင်ရီးတို့ရဲ့သဘောမိုက်ကန်းကန်းနဲ့စွမိုက်နေပေမဲ့မိုက်မရရင်တော့လှစ်ပြန်တက်တယ်ပဲအဲ့ဒါကြောင့်မလို့အနီရောင်တန်းလာရင်ကြက်စိတ်ငြိမ်ပမလားဆိုတဲ့စိုးရိမ်စရာအချက်ကအမြဲကပ်ပါလာတတ်တာဒုတိယတန်းစားချက်မျိုးဒုံးမိုက်တွေထဲမှာမှလူကြိုက်ရမ်းများတက်တဲ့ချက်မျိုးရဲ့လန်တိုးလို့များသူတို့ခွခွင့်တာလို့ကတော့တရက်ဆက်ဖင်းင်းခုပြစ်မှာအဲ့ဒီအချိန်မှာအဲ့ဒီချက်ရဲ့အားနည်းချက်ကိုသွားပြောရင်လက်ခံမဲ့သူကခက်ရှာရှာအဲ့ဒီလိုချက်မျိုးပြီးဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့ပထမတန်းစားအနီဆက်ပြောက်တန်းတဲ့ချက်မျိုးလောက်ဆိုရင်သာလက်ခံလို့ရတာဗျကျန်တဲ့အနီရောင်တွေကတော့ဘလို့မှလက်ခံလို့မရဘူးနောက်ဆုံးတိရတန်းစားကတော့အနီရောင်မျက်လုံးကိုမှအထက်မှာပြောရဲ့အင်္ဂါရက်တွေနဲ့မညီတဲ့ချက်တွေပေါ့ဗျာကြက်လန်းချက်ပညာနဲ့ခုမဲ့လမ်းတက်ဆန်တဲ့အင်္ဂါရက်တွေမပါသလိုခေါင်းထားကောင်းပြီးခြေနဲ့ဒုံးမိုက်နိုင်လောက်တဲ့အင်္ဂါရက်တွေလည်းမပါတဲ့ချက်မျိုးပေါ့အဲ့ဒီလိုချက်မျိုးတော့ဘသူကကင်မာလဲလို့မေးစရာရှိပါတယ်ဟုတ်ပါတယ်ပြီမကင်ရင်တော့အကောင်းဆုံးပါဒါပေမဲ့တချို့တွေကြတော့ခေါင်းထားမကောင်းကောင်းဆွဲခွတ်လိုက်လို့ခြေဆိုးရယ်ငုတ်ကြတယ်ဆိုရင်အဟုတ်မှတ်ပြီးကင်တက်လို့နေနေတော့ပြောပါအောင်မယ်ကြက်တော်များများရဲ့အကျင့်ကနှုတ်နဲ့ကြိုက်ခွတ်ချင်တဲ့အကျင့်ရှိပါတယ်ကြက်တိုင်းနီးလောက်ကနှုတ်ကြိုက်ခွတ်ချင်တာမှန်ပေမဲ့မတူတာကနှုတ်ကြိုက်ခွင့်ကြုံမှာကင်ခွတ်ရာခွတ်ယူခွတ်တက်တဲ့ကြက်ရဲ့နှုတ်ကင်ခွင့်ကိုရဖို့နှုတ်ခမ်းအတွက်ရအောင်ကြံခွတ်ပေးခွတ်တဲ့ကြက်ရဲ့ကိုလှုပ်ချင်တာပဲစွလို့ရဖို့မဲပြီးစွတိုးဆွဲခွတ်ချင်တဲ့ကြက်ရဲ့လို့ကွဲသွားပါတယ်အဲ့ဒီမှာအနီရောင်မျက်လုံးတတိယတန်းစားချက်မျိုးခွတ်ခွင့်ရရင်တော့ပေါက်မြောက်အောင်ခွတ်တက်ချင်လဲခွတ်တက်ပါလိမ့်မယ်သို့တော်လည်းပဲအဲ့ဒီချက်တွေကလိုချင်စောနဲ့စွတ်လိုက်တတ်ပေမဲ့တစ်ဖက်ကလုတ်တက်ရင်အပုတ်အဆက်လေးတွေနဲ့တင်လဲပြေးချင်ပြေးတာခေါင်းထားတာမတက်တာခေါင်းပြက်ချင်ပြက်ပါစေဆိုတဲ့စိတ်တက်မျိုးသူ့မှာမရှိဘူးခေါင်းထားကောင်းလဲရှေ့ကိုဘဲစွမဲနေတဲ့ချက်ဘယ်တော့မှခေါင်းမလွတ်ဘူး